ပေးထားဖြစ်တဲ့အတွက်ဒါတွေကအသက်ပဲဒီရဲ့တင်ပေါ်ပေါ်မှာစီးတဲ့ဒီကအသက်ပဲအဲ့တော့ပြောက်လို့မရဘူးသူလေဘေးမှာကျိုးလေးနဲ့ဆွဲထားတာအကောင်းဆုံးပါလေမောလိုက်တော့ရန်ဒီဖြစ်ကြဆိုအခန်းရှာတယ်ခန်းဆိုင်နဲ့ကြာဖြစ်တာ အခန်းရှာရင်လည်း၄ယောက်ကတတ်နေတာ 你也总跟那个表演哩，俺妈跟那个表演哩。 စုံဝတတ်တော့မတတ်လည်းရှုပ်နေ ဆရာတို့မခံချင်ဘူးအကောင်ကကိုဆရာလေးဘာသာရှိမှရှိရတယ်ဆရာလေးကမအေးသေးဘူး ရောက်တော့မှအေး ခန်းကိုရောက်ပါပြီခန်းလေးကိုရောက်ပါပြီခန်းလေးကတော့အနေတော်ပဲเนาะဒါကတော့ပုံမှန်ယူတဲ့အခန်းတွေပေါ့နော်ဒီခန်းတော့ကတော့အနေတော်ပါပဲဒါပေမဲ့တစ်တာတွေမရောက်လာတွေတော့အခြေတွေကဘယ်လိုလာလဲမသိသေးဘူးယေး for children and infants. If you require these, ဒါမှမဟုတ်လည်းဆိုရင်ဒီနေရာမှာထိုင်ပြီးတော့မှ ကော်ဖီတောက်မယ် on the back of your door. If there is a fire, there are 5 rooms. ခဏနေကြလို့ရှိရင်ထွက်တော့မယ်တမောဟုတ်မှာမရီနာဘေးဆက်ဒါစင်ကူနိုင်ငံရဲ့အလှဆုံးနေရာပေါ့ဒီနေရာနေစပြီးတော့မှထွက်မှာဖြစ်ပါတယ်ရင်းနေခုန်နေပါပြီဘာလို့လဲဆိုတော့ကျမကြောက်တယ်လေရေးကြောက်တယ်ကျုံးကနေလာပြီးတော့ဘယ်ကိုသွားရလဲဆိုပြီးလူတွေကအရန်သိချင်တာပေါ့နော်ကျုံးကနေရောထွက်လာလိုက်ပါတယ်ဒါပေမဲ့နောက်ထပ်တင်ဘောကြီးပုံမှာပဲကျမလာတာပါရောက်ပြီပါပြီဒီနေ့ဒီနာကိုတော့ fashion 8ဆိုတာဘာဖို့ပြေးလဲinternational ပြေးလာဟုတ်နေရတော့အဲ့ဒါစားပါရှင်းပါတော့ခုနကတော့ဘိုင်းမစားဘူးဒါပေမဲ့အခုဝင်လာတော့ဘိုက်စားသွားတယ်အနက်လေးတွေရတော့ဘိုက်စားသွားဒီဒီဒီရဆက်ဆောင်နေတယ်ဒါဟုတ်ဒီဟိုကနော်ချက်ကင်ပေါ့နော် check in ချက်ကင်ရတယ်မျိုးစုံမှာ international ကိုပြောဖြစ်တဲ့အတွက်ဒါကဘာမဟုတ်ဘူးအော်ဒီလို ချက်စံ ဟေး ကြီးရလားခောက်ဆွဲပြုတ်အော်ဒါမလေးရှားလို့မလေးရှားခောက်ဆွဲပြုတ်အေးဟုတ်တယ်မလေးရှားခောက်ဆွဲ အောင်လို့ရင်အများကြီးမထည့်နဲ့ ဒါလေးကြိုက်တယ်လေကြော်လေးကြိုက်တယ် ဟုတ်ဆုံးပြီးနေမိုက်တယ်လက်ခံဒီမှာတော့စားကြမှာ အေးမဲသား အေးမင်းသားကြိုက်တယ် မဟုတ်ဘူးစိတ်သားအော်လမ်အော်တိုးတာ တိုးသား ဒီဟာလေးကိုရက်ရက်လေးစောဒီက chicken tomato sauce ပြီးသွားရင်ဒီဘက်ကခင်ဗျာ ဒါကိုစားလိုက်တော့မယ် ဘက်က ဒါကိုစားလိုက်တော့ရှိစတော့ထုံးထတော့ပါအာဘူးကလည်းအရင်ကြိုက်တယ်
ကနန်းဇွန်လားကနန်း ဒီဘက်မှာခောက်ဆွဲရှိရယ်ပြီးတော့ဒီမှာနန်နဲ့စားတဲ့ဒီမှာအိန္ဒိယစားရမ်းကောင်းတယ်ဒါနန်နဲ့စားဖို့ကြက်သားကိုအိန္ဒိယလိုချက်ထားတာအရင်ကောင်းတယ်ပြီးွားရင်နန်နဲ့အရွက်ပြီးတော့ဒီဟာငါပေါင်မုံကြိုက်တဲ့လူတွေအတွက်လည်းပေါင်မုံနေရှိပါတယ်ဒါလေးတွေကလည်းကြိုက်တယ်ဒါပေမဲ့ဒီကဒါဝင်စားမယ်ဒီနောက်တစ်ခေါက်လာယူမယ် ဆလတ်ရှိတယ်ဆလိုက်ကြိုက်တဲ့လူတွေအတွက် မျိုးစုံပဲနော် ကဲဒီနေ့ကတော့ဘာသာစားပါမယ်။အရင်နေ့ကလည်းအရန်စားချင်တယ်ဒါပေမဲ့ချားဟာဦးစားပေးတယ်ဒီနေ့ကတော့ဘာသာလေးကိုစားပါမယ်။ဟောရ။ဒီနေ့ပါမယ်။我去的干嘛？ ဒါတော့ခုနခောက်ဆွဲလေးပေါ့နော်ဒါအရသာလည်းမသိဘူးပါဘူးဆက်လားမဆက်ဘူးအာလူစားလိုက်ဦးမဆက်စားလိုက်ဦးမ လိုရတော့ ဘာသာဆိုင်တာရှိတယ်ဘာရလဲဟဝိုင်းနေဟဝတို့အနီးကြည့်မယ်ရှိတော့မမခင်စီအောင်ရိုက်ပေးမယ်ယူရင်စီတက်တယ်တော့မယ်ဒီမှာတက်ကမယ်နောက်တစ်ခုဒါနဲ့တင်နေနေရောက်တဲ့ကြိုက်တယ်ဒါလေး